ကဲကျမချက်တဲ့ချက်ဆုံးစားစင်မှုဆိုတဲ့သူတွေရှိကြလားရှိရဆိုရင်ဒီနေ့တိုင်းလိုက်ချက်စားကြည့်ကြနော်ကျမကတော့ဓမင်းနဲ့ပကံပြုတ်တယ်ရှင်ပထမဆုံးအနေနဲ့ရေစိတ်တန့်စင်ထားတဲ့ကြက်အမြက်ကလေးတွေကိုဆနွမ်းအစားအချိုမုံနဲ့တမတော့အောင်နေပြီးတော့နှိမ့်နှက်ထားလိုက်ပါမယ်ရှင်ကျက်အမြက်ကလေးတွေနည်းနည်းထားတော့ကျမကအနှစ်ကလေးရအောင်လို့ချက်သွန်နီးချက်သွန်ဖြူချင်းအယောင်တွေမှုံမှုကိုလည်းထောင်းထားပေးလိုက်ပါမယ်ရှင်ကဲထောင်းထားတာလည်းညက်သွားပြီဆိုရင်တော့ကျမကအနှစ်ကလေးလေးရအောင်လို့ဖြန့်ညင်ဒီလေးကိုတလုံးသုံးပြထားပါမယ်ရှင်ကဲဒါဆိုရင်တော့ကျမကိုစပြီးချက်လိုက်စီလေးဆူလိုက်ဆိုရင်တော့ဆနွမ်းလေးထည့်ပါမယ်ရှင်ထောင်းထားတာလေးထည့်မယ်ကဲထောင်းထားတာလေးစီတက်ပြီးရင်တော့ကျမတို့ခရမ်းညင်သီးထည့်ပါမယ်ရှင်ခရမ်းညင်သီးတွေလုံးပြီးကြည်သွားပြီဆိုရင်တော့ကြက်အမြက်ကလေးထည့်ပါမယ်ရှင်အရသာမောက်အနေနဲ့ကတော့ထပ်ပြီးမထည့်တော့ပါဘူးရှင်အရသာပုံငယ်အနေနဲ့ကျမငန်းပြကြီးလေးနဲ့အလေးငယ်ထည့်လိုက်ပါမယ်ရှင်ကျက်တဲ့မြက်ကလေးလေးလုံးပြီးသွားလို့စီလေးပြန်လာပြီဆိုရင်တော့ကျမရေလေးထည့်ပြီးလိုက်ပါမယ်ရှင်ရေကိုတော့နည်းနည်းများများလေးထည့်လိုက်တယ်ထည့်ပြီးတော့ရှင်ကျမဖုံးလေးအုပ်ထားလိုက်ပါမယ်ရှင်ဒီကျမချက်သွားလိုက်တာရေလေးလက်ခံလို့စီလေးလည်းပြန်လာပြီဆိုရင်တော့စားလို့ရပါပြီရှင်ဒီလိုလေးချက်စားတာကျက်တဲ့မြရဲ့အညီအနှံ့နေလည်းမရှိပါဘူးစားရတာလည်းမိမရရှင်ဒီလိုလေးချက်စားကြည့်ပါနော်ကဲစားကြပါအောင်နော်ဆုံးဒီကြည့်ပြီးလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ရှင်